ခေကလေးကကဘာမီပေါ်မှာယနေ့ထက်ထိကြံ့ကြံ့ခံကြံရစ်ခဲ့တဲ့တက်ရှိရုပ်ကျွင်းလေးတစ်ခုလိုတင်စားရမယ်ဆိုင်ကားသမီးကောင်လေးဟာမွေးဖွားတန်ဆင်လာခဲ့တာအခုဆိုရင်3 နာရီပဲရှိပါသေးတယ်ဒီလိုကျေပြိုးလာတဲ့လွင်ပြင်ကြီးတွေမှာသူ့ရဲ့တူးဒီတော့အဖော်နဲ့အားကိုရဆိုလို့အတူတူမွေးဖွားလာခဲ့တဲ့သူ့ရဲ့အမြကြီးအကူပဲရှိတာပါသူတို့တွေချီထောက်ပေါ်မတ်မတ်ရက်ပြီးကိုအားကိုမပြေးနိုင်သေးခင်ထိရန်သူတွေရန်ကနေကာကွယ်မှုမိခင်ဖြစ်သူကသူတို့ကိုဒီမြက်ခင်းပြင်ကြီးတွေမှာလုံခြုံဝတ်ထားခဲ့ပါတယ်။တာရီရဲ့အန်တီကနေကင်းဝေးဖို့အတွက်သူတို့လုံနိုင်တဲ့တခုတည်းတော့အရာကအသက်ရှူတတ်ကအစားညင်ညင်လေးနေပါပဲ။ဒါပေမဲ့ဒီအမြွာဆိုင်ကသမင်ပေါက်စလီတွေအတွက်တော့ဘဝရှင်တန်ရေးတတ်မှတ်ချင်တာတွေကစတင်ရည်တွက်နေပါပြီ။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့မိခင်အပါဝင်ဆိုင်ကသမီးတို့ကြီးဟာမကြခင်မှာပဲစားချက်အသစ်နဲ့မြက်ခင်းသစ်တွေကိုရှာဖွေဖို့အတွက်အဝေးတနေရာကိုရွှေ့ပြောင်းကြတော့မှာဖြစ်လို့ပါပဲ။မွေးကင်းစားပဲရှိနေပေမဲ့သူတို့ရဲ့ရှည်လျားလာတဲ့ခြေတံတွေကတော့ဆိုင်ကသမီးတို့ရဲ့တဘာဝအတိုင်းအမြဲတမ်းရွှေ့ပြောင်းသွားလာရမယ်အကျဉ်းခံဘဝမျိုးအတွက်အစဉ်သစ်ဖြစ်နေပြီဆိုတာကိုတတ်သိပြနေပါတယ်။ဆိုင်ကသမီးတွေဟာတဘာဝအတိုင်းအမြဲတမ်းအမြွာမွေးလိရှိကြပြီးမြက်ခင်းတွေစိမ့်လန်းဆိုပြီးအစာရည်စာပေါများတဲ့အချိန်မျိုးမှာသူတို့ရဲ့မျိုးနွယ်စုအရေးအတွက်ကအလင်းအမြန်တိုးပွားလာလိမ့်ရှိပါတယ်။သူတို့မှာပါရှိတဲ့ထူးဆန်းပြီးပွားပွားကြီးဖြစ်တဲ့နှာခေါင်းပုံတံဟာရာသီဥတုတံကိုခံနိုင်ရုံနဲ့မကပဲမိုင်းပေါင်းများစွာအကွာအဝေးမှာရှိတဲ့စိမ့်လန်းတဲ့မြက်ခင်းတွေကိုပါအနမ်းခံရှာဖွေနိုင်စွမ်းရှိကြပါတယ်။အခုဆိုရင်တော့ဒီအမြွာဆိုင်ကားသမင်ကောင်လေးနှစ်ကောင်ဟာလေကမ္ဘာလွင်ပြင်ကျေကြီးပေါ်ကအခြားတရိษံတွေလိုပဲစိန်ခေါ်မှုတွေပြည့်နှက်နေပြီးရပ်တန့်လို့မရတဲ့သူတို့ရဲ့အိုးအိမ်မဲလှိမ့်လေရမယ်ဘဝခရီးတန်းကိုမိခင်နဲ့အ